ဒီနေ့ IKEA မှာ IKEA family အဖြစ် register လုပ်ရုံနဲ့တနေ့ကို69ဘတ်တန် coffee နှစ်ခွက်နေ့တိုင်းအလကားတောက်ရပါတယ်ကိုရဲ့ member number လေးကိုငွေရှင်းတဲ့ကောင်တာမှာပြပါအဲ့ဒီမှာ coffee ခွက်လေးတွေယူလို့ရပါပြီ coffee ခွက်လေးတွေယူလာပြီးတော့ coffee set ရနေจิตလောက်တောက်လို့ရပါပြီ black coffee နဲ့ americano ရပါမယ်ဒီမှာလည်းတခြားနဲ့ coffee mate ချထားပေးပါတယ်ကောင်တာမှာပဲကြီးထုတ်လေးယူလာခဲ့မယ်ဆိုလို့ရှိရင်တော့ရင်းနှီးဖြူကအစင်တက်မှာပဲခင်ဗျစိတ်ကြိုက်ဖြော်ထားတာပါရောင်ရမ်းပြီးအေးစပတ်ကိုမလဲပါနဲ့ခင်ဗျ CCTV ထဲပါလိုက်ကိုဝါတာကိုရှင်းထိုင်စရာနေရာလဲပေါ်ကျွယ်ဝလာပါတယ်ခင်ဗျာအဲဒီမှာလဲစားစရာတွေတွေ့ရောက်တဲ့အတွက်ကြောင့်မလို့စပွဲကလပ်ထိုင်နေအများကြီးချထားပေးပါတယ်ခင်ဗျလူများနေတော့အလိုက်တိဖို့ဗျာကိုယ်နိုင်ငံလက်ဖေးဆိုင်မဟုတ်ရပါဘူးဗျကော်ဖီကျွမ်းညာဖြစ်တဲ့ကြောင့်မလို့ကော်ဖီဝယ်အတိကအသားပေးပြထားပါတယ်ခင်ဗျ promotion တစ်ခုလည်းဝင်နှွှဲခဲ့ပါသေးတယ်ခင်ဗျာ IKEA ကနေဘာပစ္စည်းပဲဝယ် voucher ကိုပြ member number လေးကိုပြပလင်းခွင်းစွတ်တဲ့အစီအစဉ်မှာဝင်ပါခဲ့ရပါတယ်တပလင်မဲ့စွတ်မိလို့ရေခဲမုတ်တစ်ခုပဲစားရပါတယ်ခင်ဗျကုန်ကန်ဒီမှာရိုက်မိခဲ့တဲ့ရေခဲမုတ်လေးနဲ့အတူ IKEA ကိုလည်းကျေးဇူးတင်တယ်လို့ကြည့်ရှုပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ